နောက်ရာသီဖလားဆောင်သိမ်းဖို့အဆင်သင့်ဖြစ်နေတဲ့တခင်ယူနိုက်တက်အားလုံးပဲမင်္ဂလာပါခင်ဗျာဒေါ်ကြီးကန်အွန်လိုင်းဆောင်းမကနေပြန်လည်ကြိုလိုက်ပါရင်မန်ချက်နိုင်တက်ပရိသတ်တွေအတွက်ကျင်းတဲ့အားရဆရာတွေကနေရအတိုင်းကောလာဆင်နေပါရင်ပြီးခဲ့တဲ့ရာသီမှာရာသီတဝက်ခရဲကစိတ်ချမ်းသာခဲ့ရတဲ့ယူနိုက်တက်ဟာမိုက်ကယ်ကာရီရဲ့ဦးဆောင်မှုနဲ့ကြီးချောက်ကြီးကိုတီးထုတ်နိုင်ခဲ့တယ်လို့အဆင့်3ကနေရာသီသိမ်းပြီးချန်ပီယံလိဝင်ခွင့်မှာရရှိခဲ့ပါရင်ကာရီနဲ့အတူရာသီတစ်ကိုစတင်ရတော့မယ့်ယူနိုက်တက်ဟာရာသီကျိုမှာခရဲကတာထွက်လာနေပြီးတခြားအသင်းတွေအားလုံးထက်ပုံစံကောင်းကိုပြသနေပါရင်ယူနိုက်တက်ဟာဒီတစ်ပတ်ကစားခဲ့တဲ့ခြေစမ်းပွဲမှာတွင်ဖလားတစ်လုံးသိမ်းပိုက်ပြီး16သင်းပရိသတ်ကိုတုံးလုံးစေခဲ့ပါတယ်။ယူနိုက်တက်တို့ရာသီကျော်အဖွင့်တုန်းကရန်ဆန်ကိုအလျှော့ပေးကစားခဲ့တာကိုအဟုတ်မှတ်နေကြတဲ့16သင်းဟာရိုစင်ဘော့ကို9ဂိုးပြတ်နိုင်တဲ့ပွဲမှာယူနိုက်တက်ရဲ့စွမ်းအားအစစ်မှန်ကိုမြင်တွေ့ခဲ့ကြရပါတယ်။ယူနိုက်တက်ဟာဒီတစ်ပတ်မှာတော့ပိုခက်ခဲတဲ့ပြိုင်ပွဲအပြင်အတလီကိုမန်ထွင်းနဲ့ရှင်မန်ကစားခဲ့ပြီး2-1နဲ့နိုင်ရရှိခဲ့ပါတယ်။ယူနိုက်တက်ကဒီတစ်ပတ်မှာလည်းရှိတဲ့လူစင်းကိုပဲဆက်ထုတ်လာခဲ့ပြီးအရင်ပွဲတွေကချက်ပိုကောင်းတဲ့ပုံစံကိုပြသနိုင်ခဲ့ပါတယ်။ဇာမသင်အန်ရီဆန်တို့ကစေးရုံအိုဂျင်မေစင်မောင်းနဲ့အတိုင်းဖောက်ညီနေပြီးယူနိုက်တက်ကွင်းနဲ့ကိုကောင်းဆုံးပေါ်ပေါ်နေကြပါတယ်။ယူနိုက်တက်တို့ကစားကွက်မတည့်ရသေးခင်ပွဲဆဆချင်း9မိနစ်မှာတွင်အတလီကိုဦးဆောင်ကိုပေးလိုက်ရတာကြောင့်အနောက်ကနေလိုက်ကစားခဲ့ရပါသည်။ဘရိုင်ရင်းနေပေမဲ့ယူနိုက်တက်ကစေးရက်ခွန်အားကောင်းကောင်းနဲ့ပြန်လာခဲ့ပြီးဒုတိယပိုင်းမှာဘရိုင်အန်ဘူမိုရဲ့သွင်းကို2ကိုရရှိခဲ့တာကြောင့်ကမ်းဘက်ပြန်လာနိုင်ခဲ့ပြီး2-1နဲ့နိုင်ရရှိခဲ့ပါတယ်။ယူနိုက်တက်ကရာသီကျိုမာတွင်စနက်ဒရဂွန်ဖရာကြီးကို3ရာသီဆက်တိုက်အမည်သိမ်းခဲ့ပြီဆိုတော့ဒါမဲ့ရာသီကျရင်ဖလားဆောင်သိမ်းပြနိုင်တော့မယ်ဆိုတာပရိသတ်တွေကယုံကြည်ချက်ခိုင်မာလာကြပါရင်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်